ရန်ကုန်ကနေပြီးတော့ကျိုင်းတောင်းခီးစဉ်တွေအဓိကကျိုင်းတောင်းရေတခွန်ပေါ့နော်သူလည်း Virgin Area ပဲတစ်ခါမှတော့မရောက်ဘူးသေးဘူးဒါကြောင့်မလို့ရန်ကုန်ကနေကျိုင်းတောင်းကိုမနက်9 နာရီရနေပြီးတော့ထွက်လာပါတယ်အဓိကဟိုဘက်မှာတော့စုံမဲအဖွဲ့တွေရှိတာပေါ့ရန်ကုန်ကနေကြတော့ဂတီတို့2ယောက်ပဲရှိတာပေါ့နော်ရန်ကုန်ကနေဒီနေ့လိုက်တစ်ခေါက်လိုက်မယ်လို့က2ယောက်ပဲရှိတော့ဒီရန်ကုန်ကနေပြီးတော့တစည်းတည်းထွက်လာတာပေါ့မနက်9 နာရီတို့ထွက်လာတယ်အစကတော့ကားနဲ့တင်မလို့ဆိုင်ကယ်ကိုကားနဲ့တင်ပြီးတော့မှဒီဘက်တောင်ကြီးရောက်တော့မှကားကိုထားခဲ့ပြီးတော့ဟိုဘက်ကိုဆိုင်ကယ်နဲ့ဆက်မောင်းမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီရန်ကုန်မန္တလေးလမ်းကြတော့နည်းနည်းမောင်းရတာဟိုပင်မန်းတာရေနောက်တစ်ခါလူရန်ရှုပ်တာရေအရန်သတိထားရတာရေနေဆိုတော့အားကြောင့်မလို့ဒီကားနဲ့တင်ဖို့စူးစမ်းသေးတယ်ဒါပေမဲ့ကားနဲ့တင်ဖို့ကတိတ်အဆင်မပြေတာနဲ့ပဲမနက်စောကြီး9 နာရီပေါ့နော်ဆိုင်ကယ်နဲ့နှစ်ယောက်တည်းပဲထွက်လာလိုက်တော့မောင်းလာတော့လမ်းမှာတော့မနာဘူးnon stop ပဲမောင်းလာလိုက်တယ်မောင်းလာလိုက်တာဒီ2 နာရီခွဲလောက်9 နာရီရနေဆိုတော့9 နာရီခွဲပေါ့9 နာရီခွဲလောက်ကိုကြောက်တကားကြော်ပေါ့ကြောက်တကားကြော်ရောက်မှာပဲကြောက်တကားလောက်ကြာမှာပဲမနက်စာစားတော့မယ်ရန်ကုန်ဆောင်ကဒီနှစ်ကနည်းနည်းလေးအေးတယ်လို့ခံစားမိတာပေါ့နော်အေးတယ်လို့ခံစားမိရတဲ့တူပဲဘာဖြစ်လို့လဲဆိုတော့အရင်လဲသွားနေကြဒါပေမဲ့အခုဆိုရင်လေလေးကတော်တော်အေးနေတာတော်တော်လေးရာသီဥတုကောင်းတော့လေတော်တော်ကိုသွားလို့ကောင်းတယ်ဟိုလိုဝင်ဘာလောက်ပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့ဟိုလေအေးတာနဲ့ဆိုရင်သူကနည်းနည်းပင်မနာရီပိုင်းတက်တာတယ်ကြောက်တကားကိုရောက်မှာပဲဒီခုနမနက်စာစားမယ်ပေါ့နော်မနက်စာစားပြီးတော့ခက်တူပြန်ထွက်လာပြီးတော့ဒီနေပြည်တော်ကိုကြာတော့နေ့လေ7 ခွဲလောက်ပေါ့7 ခွဲလောက်မှနေပြည်တော်ရောက်တယ်အဲ့မှာအလုပ်ကိစ္စတွေပေါ်လာပြီးတော့အဲ့မှာပဲခါရဲစီဆိုင်မှာပဲထိုင်ပြီးတော့စီဖြည့်နေခက်တူပြန်ထွက်ခဲ့တာပေါ့ခက်တူနေပြည်တော်ကနေထွက်လာတော့7 ခွဲလောက်ပေါ့နော်7 ခွဲလောက်ထွက်လာပြီးတော့ခက်တူဒီဘက်မှာဖျားငါးစုဘက်ပေါ့ဖျားငါးစုဘက်မှာနောက်ထပ်အဖွဲ့တွေနဲ့စုံမှုအတွက်ကိုပဲဒီလိုသွားမယ်ဖျားငါးစုကြာမှာပဲမနေ့နေ့လယ်စာပေါ့မနေ့စာတော့စားပြီးတော့နေ့လယ်စာပေါ့နေ့လယ်စာအဲ့ဒီရောက်မှာပဲစားတော့မယ်ပေါ့12 နာရီကျော်ရတဲ့ခါကျတော့နည်းနည်းတော့ပူလာတယ်ပူလာဆိုတော့နေပူလို့ပဲပူတာဒါပေမဲ့ရာသီဥတုကနေလို့ကောင်းနေတယ်ဟိုပင်မန်းတာမျိုးအရင်ဆိုတအားအိုက်ပြီးတော့လေဆိုင်ကရက်လိုက်တာနဲ့အင်ကြီးဆွဲချွတ်ချင်စိတ်တွေပဲပေါက်တယ်ဒါပေမဲ့ဒီဘက်ကတော့ရာသီဥတုလေးကနည်းနည်းကောင်းနေတယ်နေပူရတာပူနေတယ်အဆင်ပြေတယ်ပေါ့နော်သွားလာတာဒါပေမဲ့လမ်းတစ်လျှောက်ကတော့လမ်းတွေပြင်နေတာတွေအခုတော်တော်ကြီးပြင်နေတယ်လမ်းတွေချဲလိုက်တယ်ပေါ့နော်လမ်းတွေချဲလိုက်တော့တော်တော်ကြီးလမ်းတွေကောင်းတယ်ဒါပေမဲ့အခုပြင်နေတဲ့နေရာတွေကတော့ဖုန်နေခဲတွေကတော့များတော့သတိထားပြီးတော့မောင်းရတယ်လမ်းကတချို့အဲ့အမြန်လမ်းကသွားရင်100ထိပဲမောင်းရတယ်လမ်းဟောက်ဘက်ကနေသွားတဲ့ခါကျရင်တော့ဘယ်လိုပြောရမလဲသူကတချို့နေရာတွေဆိုရင်100ကျော်လောက်ထိတေးချောင်းကောင်းကောင်းမောင်းလို့ရအခုကဖျားငါးစုအကျော်ပေါ့အကျော်ရောက်တာဘယ်ချိန်ရောက်တာဟိုတနာရီမခွဲခင်မနက်9 နာရီကနေထွက်လာတနာရီမခွဲခင်လူကတော့နည်းနည်းခါအဲ့ရနေပြီးတော့ဆက်သွားမယ်တောင်ကြီးပြီးဟိုပုံဘက်မှာအိမ်မယ်ပေါ့နော်အခုတော့နေ့လည်စာစားလိုက်ပါဦးမယ်အခုတော့2 စီးစုံပြီဆိုတော့နောက်ထပ်တစ်စီးနဲ့စုံဖို့တော့အောင်ပန်းပေါ့နော်အောင်ပန်းတော့အောင်ပန်းစာတင်ဆိုတော့အောင်ပန်းဘက်ကိုမျိုးထပ်ပြီးတော့ဆက်ခဲ့တယ်အခုက2 စီးပေါ့2 စီးထွက်တာလမ်းမှာကဒီကလောဘက်ကိုသွားတဲ့ဘက်ကဒီကျွတ်တက်စုံလို့ဘာလို့ကတော့ဒီဟိုတက်တဲ့ဘိုင်းတွေကပြဿနာမရှိဘူးရှော့ရှူပဲသွားလို့ရတယ်ဒါပေမဲ့လမ်းတွေမှာပြင်နေတာတွေရှိတဲ့ခါကျတော့ဖုန်တွေကတော့တော်တော်ကြီးကိုများတယ်ပေါ့နော်ပြင်နေတာတော်တော်လဲဟိုခဲတွေအရင်များတော့နည်းနည်းတော့ပြီးယူဆိုင်ရတယ်ဘာလို့ဆိုအဓိကကတော့ဟိုပုံမှန်ဆိုကလောမှာနာကြအိတ်ကြရပေါ့နော်ဒါပေမဲ့အဓိကကတော့ဟိုခင်ဗျားတို့ကြိုင်းတောင်းဘက်ထိသွားချင်တာဆိုအဲ့ဘက်ကရေတကုံတစ်ခုတောင်မမို့နောက်တစ်ခုစီတွေးတော့မှပဲစီစဉ်ကြမယ်ဘယ်ဟုတ်ဆက်သွားမလဲဆိုတာတော့မပြောတတ်သေးဘူးပေါ့နော်အဲ့တော့စပြီးတော့အဲ့ဒီရေစုံဟိုပုံထီပေါ့ဒီနေ့ကတော့အဲဆိုတရတဲ့ဟိုပုံထီဆိုတော့ညမိုးချုံထင်သွားအောင်ပန်းကြတော့များသောအဖြစ်ကကိုရီးယားဟိုဖြတ်သွားတဲ့မြို့ပဲဖြစ်နေတာပေါ့နော်အဓိကတောင်ကြီးကိုသွားရင်တော့မသွားရင်ကလုံးမနာဆိုတော့အဲ့လိုမျိုးနဲ့ဖြတ်သွားတဲ့မြို့ပဲရှိတယ်အခုကအောင်ပန်းမြို့တွေကိုဝင်မှာပေါ့နော်အောင်ပန်းကိုဘာလို့ကြော်သွားလဲဆိုတော့အောင်ပန်းကြတော့အဓိကခီးသွားလာရေး travel tourism ကိုအဓိကလုပ်တဲ့မြို့မဟုတ်ဘဲနဲ့သူကကုန်သွယ်ရေးကိုလုပ်တဲ့မြို့ပေါ့နော်များသောအားဖြင့်ဒီဘက်မှာအတီးနှံလေး
ဒီခင်းရင်ဒီတို့နောက်ထော်ပတီတို့အသီးနှံတွေကတော့ပေါ့နော်အဲ့ဒီဘက်ကနေပြီးတော့မြန်မာထပ်ပိုင်းအောက်ပိုင်းလေးကိုဖြန့်နေလို့သိရတယ်အခုကဒီအောင်ပန်းမြို့တွေကိုပေါ့ကလောကနေထွက်ပြီးအောင်ပန်းမြို့တွေကိုဝင်လာတယ်အဲ့လမ်းဘက်ကလာရင်အဓိကကလေသူကအရန်လူတွေဆိုင်ကယ်တွေဝင်ထွက်တွေများတယ်ချက်မီးပြတာတွေပါလေသူတို့ကနည်းနည်းလမ်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့အရန်ကြီးအဲ့လိုမျိုးလိုက်နာတဲ့လူမျိုးတွေမဟုတ်တဲ့ခါကျတော့ကိုယ်တွေနဲ့ကြတော့နည်းနည်းလေးတတိထားတာပေါ့နော်သူတို့ဖြတ်ကနေဝင်လာတာတို့ဒါမျိုးပြီးတော့ခွေတွေလည်းတော်တော်ကြီးရှောင်ရတယ်နားမှာခွေကိုတိုင်းပြီးလို့လည်းတော်တော်ရှောင်ရတယ်အခုကတော့ဒီအောင်ပန်းတဲကနေပြီးတော့သွားမှာဆိုတော့အခုဒီနေရာကြတော့လေဒီအောင်ပန်းဈေးပေါ့အဓိကလက်လက်ကားဒီတီးနှံနေပို့တဲ့ဈေးပေါ့အဲ့ဈေးထဲမှာတော့လူတော့ရှုပ်တယ်ဈေးချိန်တော့နည်းနည်းကွဲသွားရင်နေ့လေဖြစ်သွားတော့လေဒါပေမဲ့သွားလို့ရတယ်ပေါ့နော်လူလည်းများတယ်နည်းနည်းတော့လမ်းလည်းနည်းနည်းကျင်းတယ်မနေ့စီရပါအဲကိုမရှိဘူးတော့မပြောနဲ့ဒီဘက်ကိုရောက်တိုင်းအဲ့ဒီနေရာမှာဝင်ပြီးဓာတ်ပုံရိုက်တာပေါ့နော်ကားနဲ့ပဲလာဘတ်ကားနဲ့ပဲလာဆိုင်ကယ်နဲ့ပဲလာအများနဲ့ဓာတ်ပုံရိုက်တာပေါ့ကိုဟိုပုံရောက်ပါပြီโอเคဟောလေမနက်9နာရီလောက်ကထွက်လာတယ်ဆိုပေမဲ့လည်းတကယ်တမ်းမနက်3နာရီလောက်ညကလည်းဆိုင်ကယ်တင်နေတာ1နာရီလောက်ထိကိုအဆင်မပြေတာကြာသွားတော့လေ
တနားရီလောက်ထိပေါ့နော်စူးစမ်းပြီးတင်ကြည့်သေးတယ်ဒါပေမဲ့စိတ်မချတာနဲ့ဆိုတော့ပြန်ချဆိုတနားရီတို့မှအေးရတယ်မနေ့ကျတော့စောကြီးထထွက်လာတယ်ဆိုလူကတော်တော်ပြိုင်းနေပြီအခုဟိုပုံးရောက်တဲ့ချိန်မှာလည်းရမ်းချမ်းပြီးလူကတော်တော်ပင်ပန်းနေရဒီဟိုပုံးကဟိုတယ်လေးကဆိုးနော်မြင်တဲ့အတိုင်းပဲတတ်တန့်ရှင်းရှင်းလေးရှိရရေပူရေရတယ်ဒီခန်းလေးမှာ3000ခွဲပဲပေးရတယ်ကလေးတို့ကူရောက်ပြီဆိုတော့ခဏနေညစာစားပြီးရင်တော့နားပါတော့မယ်နီးနာဆိုင်မှာပဲသွားစားပြီးတော့ပဲနားတော့မယ်ပေါ့နော်ဒီနေ့ vlog လေးကိုဒီမှာပဲနားပါပြီသိလိုက်ပါတော့မယ်ရှင် bye bye good night ပါ